Child, SD Hinderma 501, Church Hinderma 324. Church Hinderma 324, SD Hinderma 501, Remale Maya Child. County, County. SD Hinderma 331, Church Hinderma 288. Church Hinderma 288, SD Hinderma 331, Yamalo Dea Decepto. General Gudi Party, what the fact of Suja.
တက်ရှင်တော်ဝိညာဉ်တော်ကိုပေးကြပါစေလာတဲ့ရက်သက်တစ်ပတ်အလဲစုတောင်းစီဝေညကျန်းချိန်မှာချောက်ရောက်လာကြတဲ့အသေးဦးတင်းသားတွေဆရာသမားတွေလူငယ်တွေကလေးလေးကိုတွေ့ရတော့ကျိုးဝဲဝမ်းသာပါတယ်။နောက်လာတဲ့အချိန်များမှာလည်းအတူတကွကြိုးစားပြီးတော့ဒီမှာဝိတုကိုဘွယ်ဖို့ရဲ့အတင်းတော်ကိုစားဖိတ်ခေါ်ပါတယ်။ဝိချေထားတဲ့ကျမ်းစာတော်မျက်နှာပိုက်ကိုဖတ်ပြချင်ပါတယ်။ဓမ္မတွေ့ရတယ်ဆိုတော့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး1အငယ်7ပထမတစ်ချက်ကတော့ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး1အငယ်7အိုးကောင်းရင်ကိုချင်းရှင်ထားပါဗျာကိုရောဤချုံမကိုမင်းလျော့တော်မမူပဲကိုရောချုံမဤစင်ရဲ့ခြင်းကိုကြည့်ရှုအောင်ရသည်ဖြင့်သားယောက်ျားကိုပေးသနာတော်မူမည်သူဤစပင်ရိတ်ခြင်းကိုအလင်းမပြုတသက်အလုံးသာဝဖျားဤဂျုံဖြစ်စေခြင်းကဂျုံမအပါမီဟုတစ္ဆာဂတိပြုလေသည်နောက်တစ်ခိုက်ကတော့စာလံကျမ်းအခန်းကြီး109အငယ်73နဲ့28စာလံကျမ်းအခန်းကြီး109စာလံကျမ်းအခန်းကြီး109အငယ်73ဆင်းရဲခံရသောအခါထာဝရဘုရားကိုအော်ဟစ်၍ဆင်းရဲဒုက္ခတွေကကယ်တင်တော်မူ၏28အငယ်28ကတော့ဆင်းရဲခံရသောအခါထာဝရဘုရားကိုအော်ဟစ်၍ဆင်းရဲဒုက္ခတွေကထုတ်ဆောင်တော်မူ၏ဇာနာသွားသောသူရောက်စတိုင်းပေါ်ဘုရားခင်ကြွယ်ဝတော်သောကောင်းချီးမင်္ဂလာများတော်လောက်ချပေးပါစေကျမတို့အစီအစဉ်ကိုစတော့မယ်ဖြစ်တဲ့အတွက်အချင်းတစ်ပုဒ်တည်ဆင်ကြရအောင်အချင်းနံပါတ်မြန်မာလို181 SDA Hymnarama 458 Church Hymnarama 385 Church Hymnarama 385 SDA Hymnarama 458မြန်မာလို181တချင်းပြီးဆိုပြီးလို့ရှိရင်အစီအစဉ်ပေါ်ကောင်းချီးမင်္ဂလာရရှိဖို့အတွက်ဆရာတက်နိုင်ဖြည့်ဆုတောင်းပေးပါ
ဖြစ်ထားသူတွေကျေးဇူးတင်ပါတယ်ဒီလိုမျိုးသတင်းစကားများကိုပေါ့နော်ဒီ9နိုင်ဖို့စီစဉ်ပေးတဲ့ထားသူသူတွေကျေးဇူးတင်ပါတယ်ဒီနေ့ဟိုပါပေါ့နော်စီတောင်းစီလေးညချမ်းချိန်မှာပေါ့နော်ဒီသတင်းစကားဝင်ရောက်ဖို့ဒီသတင်းစကားလေးဝင်နိုင်ကောင်းလဲဆိုတော့ပေါ့နော်ကျွန်မဖျားပြစီတောင်းတဲ့ခါမှာနော်ဖျားပြဟိုဒီအင်မတန်မှပဲလက်ဆိုင်လာတယ်ပေါ့နော်ဒီစီတောင်းချင်းမှာအင်မတန်ပဲယုံကြည်ခြင်းချင်းမှာပြီးတော့အမျှော်အမြင်ရှိတဲ့ဒီမျိုးသမီးကြီးသူကကျွန်မတားသဘောကျတယ်နော်ဒီအရာလေးရယ်ပြီးတော့လုံးဝတော့နှစ်ပေါင်း100နောက်ကရှိရပေါ့နော်မိခင်ကြီးရဲ့ဒီနာမြစ်တာနဲ့စုပေါင်းတဲ့အရာလေးပေါ့နော်အဲ့လိုခုလို့ရှင်းပြီးတော့ကျွန်မတွေးမိတယ်ပေါ့နော်ဒီလိုအော်ဟုတ်ပြီပေါ့နော်ဒီသတင်းစကားလေးကိုဝင်ရမယ်ဆိုကျွန်မအိပ်ပျော်ရွှင်ပြီးတော့နော်ဒီသတင်းစကားလေးကိုဖတ်ရတဲ့အခါမှာမဝင်ငါခင်မှာကျွန်မဖတ်တော့နော်ဖတ်ပြီးတော့တစ်ခေါက်ဖတ်တယ်ဖတ်ပြီးတော့ဒီလိုစာအုပ်လေးမှာတူလေးတွေပြန်တယ်စာအုပ်ကလေးကတော့ကျွန်မဟိုဒီလုံခဲ့တော့နှစ်ပေါင်း100ကျော်တော့ဖြစ်ခဲ့တဲ့တကယ်အဖြစ်ပြတ်ပေါ့နော်ဆရာကြီးဘာလို့ပြောတော့ဘာသာပြန်တော့မြန်မာလိုဘာသာပြန်လို့ကျွန်တော်ဖတ်တာပေါ့နော်အဲ့ဒီစာအုပ်ကမိခင်မြတ်တာတဲ့သူရဲ့ခေါင်းစဉ်အင်္ဂလိပ်ကတော့ Market Bible တဲ့အဲ့ဒီစာအုပ်ကိုကျွန်မတနေ့တော့ပေါ့နော်စာပုံလေးတိုက်ကျွန်တော်လေပေါ့နော်ဟိုတော့လေပတ်ခဲ့လေပတ်တော့ကျွန်မလည်းအဲ့လိုစာအုပ် showcase ရှိတယ်ပေါ့နော် showcase အဲ့လိုအပြားလေးစာပုံလေးတိုက်တယ်ဆိုကျွန်မကြည့်အဲ့လိုဒီစာအုပ်ကလေးမိခင်မြတ်တာလို့ရေးပြီးတော့ပေါ့နော်ဒီလက်ကလေးကပါဇက်ကြီးဟာတော့မမရောင်ဟာတဲ့ပါဇက်ကိုအစာခွန်ကျွေးနေတဲ့ပုံအဲ့ဒါတော့ဖတ်ချင်လိုက်တာပေါ့နော်တော့ကျမတို့အိမ်မပြင်ရသေးဘူးနော်အိမ်အပေါ်ထပ်မှာအဖူးကနေဒီစာပုံလေးတိုင်မှာအလုပ်လုပ်တော့ကျမအဖူးကြိုင်ရစာအုပ်ကလေးတွေစုထားအဲ့ထက်မှလည်းအဲ့စာအုပ်ကိုမိခင်မြတ်တာအဲ့လိုလက်ကလေးကပါဇက်ဟာမမရခွန်နေတဲ့ပုံဖတ်ချင်လိုက်အဲ့လိုစိတ်တပဲရှိတယ်လို့လုံးဝမဖတ်ဘူးနောက်တော့ကျမစဉ်းစားတယ်ဒီကျမ်းစာမှာပေါ့နော်အင်မတန်နဲ့ကျမသဘောကျတော့အများနဲ့ခွန်အားရတဲ့ဒီမိခင်ကြီးတော်ကဝင်ကပြီးတော့တို့ကိုယ်တိုင်လက်တွေ့ကြုံခဲ့ရတဲ့နှစ်ပေါင်းများစွာကြာတဲ့မိခင်ကြီးတွေဝင်ကချစ်တယ်ပေါ့နော်အားလည်းအဲ့ဒီစာအုပ်ကိုကျမသွားတတိရနေတယ်ပေါ့နော်အားလည်းဆရာမခေစလာနဲ့ကျမနဲ့ဆမညစ်စီမှာပေါ့နော်ညစ်စာအုပ်ပုံထဲမှာနေအဲ့ဒီမိခင်မြတ်တာစာအုပ်ရှိတာပေါ့တဲ့သူကအိုးကျေးဇူးတင်တယ်ပေါ့နော်ငါ့ကိုထုတ်ပေးပါလားအဲ့ငါဖတ်တာပေါ့နော်ဖတ်တော့စာအုပ်ကတလောက်ရှိတယ်သူကလောက်သူရှိတဲ့အခါမှာကျမအချင်းချုံးလာတော့6မျက်နှာပဲပေါ့နော်6မျက်နှာလောက်ပဲကျမအချင်းချုံးလိုက်တယ်အကယ်လို့များပေါ့နော်အခွင့်အခါတိုင်းပေါ့နော်စာပုံလေးတိုက်မှာသွားပြီးတော့ကိုယ့်အိမ်မှာရှိတော့ဖတ်စီခြင်းတယ်ပေါ့နော်ကိုယ့်အိမ်မှာရှိတော့ဖတ်စီခြင်းတယ်အကယ်လို့မရှိတော့စာပုံလေးတိုက်မှာသွားငါဖတ်ပေါ့နော်ငါဖတ်ပြီးတော့ပြန်ပြီးတော့ပေးပေါ့နော်ဘာဖြစ်လို့ကျမဖတ်စီခြင်းလဲဆိုကျမတစ်ဆင့်ပြန်ဝင်ငါချုံအနစ်ချုပ်ထားတာပေါ့နော်ချုံထားတဲ့ဟာဆိုတိတ်ရတာမရှိပေါ့နော်တကယ်ကိုဖတ်မယ်ဆိုရင်ညီထဲမှာအရင်ပျော်ရင်းပြီးတော့ဝမ်းသာတော့ခံစားမိတယ်ပေါ့နော်ဒီမိခင်ကြီးရဲ့မြစ်တာအဲ့လိုဒီတွေတို့အပေါ်မှာကူညီတဲ့အရာတွေအရင်ခံစားရတဲ့အတွက်ပေါ့နော်ကျမကနေပြီးတော့မြစ်တာရဲ့ပေါ့နော်အိစာအုပ်လေးကိုပြန်ဖတ်ဖို့ရန်အတွက်ပေါ့နော်ကျမလို့ဆိုချင်ပါတယ်ကျမလည်းပြန်ဖတ်ပါပေါ့နော်မြန်ဖတ်ဖြစ်တဲ့အတွက်တိကျဟိုမှတ်မိပေါ့နော်ဒါပေမဲ့ဒီလိုမျိုးလေးကိုအချိန်တိုအတွင်းလေးမှာဒါလေးကိုပြီးအောင်ဖတ်နိုင်ရတဲ့အခွင့်ပြေတနာတော်မူနဲ့ဒီစာအုပ်ကိုလည်းကျွန်မဖတ်လိုက်ရတယ်ပေါ့နော်ဒီအတွက်လည်းထားပြင်သူ့ရဲ့ကျေးဇူးတင်ပါတယ်အဲ့ဒီရဲ့ဒီပေါ့နော်ဒီအခုဝင်ရမယ့်သတင်းစကားလေးခေါင်းစဉ်ကတော့ဒီကစာအုပ်တိုင်းပဲပေါ့နော်မိခင်မြတ်တာဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်ကျွန်မရေးလိုက်တယ်ပေါ့နော်မိခင်မြတ်တာပေါ့နော်အဲ့ဒီခေါင်းစဉ်လေးဖြစ်ပါတယ်ဒီကျမ်းစာထဲမှာဆိုရင်အင်မတန်မှလည်းအမျိုးမျိုးရှိပြီးတော့အင်မတန်မှဖျားရှိပြီးတော့ဂတိတည်ပြီးတော့ယုံကြည်အားကြီးရပါဘူးဟာနာဆိုတဲ့မျိုးကျွန်တော်တို့သိရပါတော့ဟာနာရဲ့အကြောင်းလေးကိုကျွန်မဒီဓမ္မရာဆိုရင်ပထမဆောင်ခန်းကြီး1အငယ်1မှာကျတော့သူကစုတောင်းတာပြေဝသွားပြီးတော့သူကကျေးဇူးတော်ချီးမွမ်းလိုက်တာမှအမျိုးမျိုးပေါ့နော်အခန်းကြီး1မှာ
အခန်းကြီး1ကိုကျွန်မတို့ပြန်ပြီးတော့ဝေးမယ်ဆိုတော့နော်အလကာနာဆိုတဲ့အဲ့ဒီလူပါပေါ့နော်မိန်းမ2ယောက်ရှိတယ်တဲ့တယောက်ကတော့ဟာနာတယောက်ကတော့ပိန်နေနာဖြစ်တယ်နော်ဟာနာဟာဆိုလို့ရှိရင်သားသမီးမရှိဘူးခါတော့ပြားမပေးတဲ့အတွက်သူသားသမီးမရှိဘူးပိန်နေနာမှာကြတော့ပေါ့နော်သူမှသားသမီးရှိတယ်တဲ့သူတို့တွေကနေတာကတော့ဂျာမမြို့မှာနေတယ်နှစ်စီနှစ်တိုင်းကရှိတော်မြို့မှာသွားတော့ရစ်ပူဆိုတဲ့အမှုပေါ့နော်သွားဖျားရှိကိုလေပေါ့နော်ကျမတို့ဒီလိုမျိုးပဲပြောနေတယ်ဖျားသွားရှိကိုလေအတိဝင်ချတောင်းမဲ့တဲ့အစီအစဉ်တွေအဲ့နဲ့အစီမျိုးမျိုးပေါ့နော်အဲ့ဒီမှာရစ်ပူဆိုတဲ့အစီအစဉ်ကိုသူတို့သွားလုပ်ရတယ်သွားလုပ်တဲ့အခါမှာပေါ့နော်မိသားစုတွေကပျော်ရွှင်ရွှင်နဲ့ပေါ့နော်သွားတယ်အဲ့လိုသွားတဲ့အခါမှာပေါ့နော်ဒီဟာနာရဲ့နှလုံးသားမှာပေါ့နော်အမြဲတမ်းပဲစိတ်ညစ်ရတယ်အရန်ပဲမပျော်ဘူးပေါ့နော်ဒါဆိုသူများတွေကတော့သားတွေသမီးတွေနဲ့သွားလာတယ်သူ့မှာတော့တယောက်ချေဖြစ်တယ်ပေါ့နော်သူကအမြဲတမ်းအဲ့လိုမျိုးသွားတဲ့အခါမှာတဲ့နော်ရန်သူကရန်နောက်ရှက်တယ်ရန်သူဆိုတော့နော်သူ့ကိုကလေးမရှိတော့တိတ်ပြီးတော့သူကအထင်သေးတယ်နော်အထင်သေးတော့ပြောမှာပေါ့နော်ကလေးလည်းမရှိဘူးငါတို့မှာတော့ကလေးပိန်နေအနိကတော့သူရဲ့ရှိတဲ့ပိန်နေနာတော့တဲ့ရဲ့မှာဖြစ်ဖို့မှာပဲနော်ဒီအရာတွေသူကမြင်းနဲ့ခံစားရတယ်တဲ့နော်သူအမတန်နဲ့သူ့ရဲ့စိတ်နှလုံးသားထဲမှာပေါ့နော်ရန်သူကအမြဲနောက်ရှက်တယ်အဲ့ဒါသူငိုတယ်တဲ့ငိုတော့သူ့ရဲ့ခင်မိုးအလကာနာနင်ဘာလို့ငိုလဲပေါ့နော်ဒီအစာလည်းမစားဘူးလေတဲ့နင်ဘာလို့စိတ်ညှိုးနေနေတာလဲတားတစ်ချိန်ချက်ငါဟာနင့်ကိုတိတ်ကောင်းနေလေတဲ့နော်သူအဲ့လိုမျိုးနှစ်သိပ်လည်းမရဘူးသူရဲရဲနဲ့စိတ်ထဲမှာပေါ့နော်မျိုးငယ်ပြီးတော့ပေါ့နော်မျက်ရည်တွေကျတယ်နော်သူအဲ့လိုနဲ့ပဲသူတို့ဒီရှိတော်မျိုးရဲ့အိမ်တော်ပေါ့နော်ဖျားပြင်အိမ်တော်ရောက်တဲ့အခါမှာနော်သူကလည်းမျက်ရည်တွေကျတော့သူဆုတောင်းတယ်နော်ဆုတောင်းတဲ့အခါမှာဘယ်လိုတောင်းလဲဆိုတော့ခုနအဖွင့်ကျမ်းဖိုက်တယ်ပေါ့နော်အဖွင့်ကျမ်းအချက်ဖတ်သွားပြီးပေါ့နော်ကိုကောင်းကင်ဘုရားအရှင်သာရဘုရားကိုရောဤချုံမကိုနေလို့တော်မမူပဲကိုရောချုံမ၏ဆင်းရဲခြင်းကိုကြည့်ရှုအောင်နေသည်ဖြစ်သားယောက်ျားကိုပြေသနာတော်မူလေသူ၏စပင်ရိတ်ချင်ကိုအလေးမပြီးတစ်သက်လုံးသာရဘုရား၏ကျိုးဖြစ်စီခြင်းကကျွန်မအတားမှုသစ္စာတည်းဖြစ်ပြီးဆိုတော့သူဆုတောင်းတော့သူဒီကလေးလေးသားယောက်ျားလေးကိုတောင်းနေ main ကလေးတော့မဟုတ်တော့သူတောင်းတာသားယောက်ျားလေးတောင်းနေသားယောက်ျားလေးကိုတောင်းနေဆိုရင်ဖြားပြီးပြင်းနေဆိုတော့ဖျားရဲ့အကျိုးအဖြစ်နဲ့ပေါ့နော်သူအပ်ပါမယ်ပေါ့နော်ဆိုတော့သူကြည့်ပြီးတယ်ဒီလိုနဲ့သူသာရဖျားခင်ရှိမှာပေါ့သူကြားရတဲ့ဆုတောင်းနေတဲ့အချိန်မှာသူရဲ့လက်ခံလုံးစီအဲ့လိုဖြစ်တော့အဲ့ဒီဒီရစ်ပရောဟိတ်အေလိယာပေါ့နေရာနဲ့ရစ်မှုနေတဲ့ပုံပဲပေါ့နော်သူကပြောတယ်မဟုတ်ဘူးပေါ့နော်ကျမစိတ်အရန်ညိုးနေတယ်ကျမစတိလည်းမတောက်ပါဘူးညှို့ရလည်းမဟုတ်ပါဘူးဆိုတော့သူ့ကိုပြန်ပြောတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့ဒီအေလိယာမေးတဲ့အခါမှာသူကပြောပြတော့ကျမညှိုးနေတဲ့အတွက်ကျမဖျားခင်ကိုစီမာဆုတောင်းတာပဲဆိုတော့ပြောလိုက်တဲ့အခါမှာအဲ့ဒီအေလိယာလည်းရစ်ပရောဟိတ်အေလိယာလည်းပြန်ပြောပေါ့နေတောင်းတဲ့အတိုင်းပြည့်တယ်ပေါ့နော်နေတောင်းဆိုတဲ့အတိုင်းပြည့်မယ်အခုနေသွားတော့ငြိမ်ဝှက်စွာသွားတော့ဆိုပြီးတော့နော်သူ့ကိုအဲ့လိုပြောလိုက်တဲ့အခါမှာဟာနာဆိုပျော်ရွှင်နေတဲ့သူ့ရဲ့မျက်နှာမှာဆိုခြားလာတဲ့မျက်နှာပြောင်းသွားပြီးတော့ပေါ့နော်သူပျော်ရွှင်သွားတဲ့ဖတ်ခါတယ်အဲ့ဒါမှသူကအစာစားနိုင်တယ်ဒီလိုနဲ့ပဲနော်အချိန်တန်လာတဲ့အခါမှာပဲနော်သူကသားယောက်ျားလေးဖွားနေတယ်အဲ့ဒီသားလေးကိုလည်းသူနာမည်ပေးတယ်တဲ့ရှမွေလာလို့နာမည်ပေးလိုက်တယ်အဲ့ဒီသားလေးရဲ့အဲ့ဒီသားလေးရဲ့ဒီရှမွေလာနာမည်ရဲ့အဓိပ္ပာယ်ကတော့သာရဖျားခန္ဓာစုတောင်းနဲ့ရတဲ့ကလေးပေါ့နော်ဆိုတော့သာရဖျားခန္ဓာစုတောင်းတော့ကြောင့်ရတဲ့အရာဖြစ်တဲ့အတွက်ရှမွေလာလို့အမည်ပေးလိုက်တယ်အဲ့လိုနဲ့ပဲသူဟာဆိုရင်အဲ့ဒီကလေးလေးမွေးတော့သူနို့တိုက်တဲ့အချိန်မှာတော့သူမသွားအပ်သေးဘူးနို့နဲ့ပွာတဲ့အချိန်မှာသာရဖျားရဲ့အိမ်တော်ကိုသူဂတိတန်ကိုတတိရတယ်ပေါ့နော်တတိရတဲ့အတွက်သူသာရဖျားရဲ့အိမ်တော်ကိုအဲ့ဒီကလေးကိုသွားပြီးတော့ရှစ်ပရောဟိတ်အေးစီမှာအပ်တယ်ပြန်စဉ်းစားကြည့်မယ်ဆိုတော့မိခင်တို့ကမသိချစ်တယ်နော်ကျမဆိုရင်ပေါ့နော်ကျမဒီမလေးတွေငငယ်လေးတဲ့ဆိုငငယ်လေးကကျမအိမ်မှာအတူကြီးလာတာနော်ကြီးလာတဲ့ကောင်ချစ်ပါတယ်သူတို့နော်သူတို့စကားမပြီးတပီပြောတဲ့အရွယ်လေးဆိုလဲချစ်စရာလေးသူတို့ဒီရင်းတိုင်းတက်ကြသွားရင်လည်းချစ်စရာလေးပေါ့နော်အဲ့လိုမျိုးသူလည်းဒီမိခင်ဟာနာလည်းသူသားသမီးတရားမှမရဘူးရောက်ဖို့အတွက်ဘုရားကိုဆုတောင်းလို့ဘုရားပေးတော့အင်မတန်ရှားပါးလာတယ်နော်ဒီသားလေးရတာရှားပါးလေးနဲ့ဘုရားသခင်ကိုဆုတောင်းဘုရားသခင်ပေးတဲ့ကလေး
ဖြစ်တဲ့အတွက်လို့လဲကွာသွားသူ့ဂတိတိုင်းဂတိရတယ်ဟာရဖျားအိမ်ပေါ်မှာသွားပြီးတော့ယူပဟိတ်တယ်အဲ့လိုက်တော့နော်ဖရားရဲ့ဘိမန်တော်မှာလှုပ်ဆောင်မှုရဲ့အရာတွေအားလုံးလုတ်တိုင်ဖို့ရပေါ့နော်အဲ့ခဲ့ပါသူ့နှလုံးသားကိုပြန်ပြီးတော့ကျမတို့ကိုချင်းစာကြည့်နေဆိုတော့အင်မတန်မှချစ်တဲ့ဒါလေးကိုခွဲခွာရတယ်နောက်သူတင်ပြီးတယ်ပေါ့နော်သူတေးသေးလေးလို့မကွာတဲ့အချိန်မှာသူတင်ပေးတယ်ပေါ့နော်ပြီးတော့သူ့နှလုံးသားခွဲချပြီးတော့နော်မကောင်းသူခွဲရအောင်ပဲပေါ့နော်သူသွားပြီးတော့ပေါ့နော်သူပို့တယ်ပို့ပြီးတော့ဒီကလေးလေးကလည်းပေါ့နော်အမေကမှားတဲ့အတိုင်းပဲသွားတာပဲနေတာပဲတဲ့နော်ဒီရှမွေလလေးနဲ့အင်မတန်လေးမှာတဲ့သားလေးဖြစ်တယ်ပေါ့နော်ဒီမိခင်ရဲ့ဆုတောင်းခြင်းဟာဆိုလို့ရှိရင်ပေါ့နော်ဘလောက်ဖျားပြန်နားညောင်းပြီးလဲဆိုတော့သူ့ကိုပြေသနာယုံတော့ပါပဲလေပေါ့နော်သူကလည်းဖျားသခင်ကိုပြန်ပြီးတော့ဒီအတိုင်းပေါ့နော်ပြန်ပြီးတော့ပေးတာကိုတွေ့ရတယ်ပေါ့နော်ဒီမိခင်ကြီးကအင်မတန်နဲ့အမျိုးအမြင်ရှိပြီးတော့ပေါ့နော်အင်မတန်နဲ့ယုံကြည်ချင်းအားကြီးတော့ဂတိတည်ရဲ့မိခင်ဖြစ်တယ်ဆိုတာပေါ့နော်ကျမတို့ကိုအားရခဲ့ပေါ့နော်ဒီမိခင်ကအင်မတန်နဲ့ကောင်းတဲ့မိခင်ဖြစ်တယ်ဆိုတာကျမတို့တွေ့ရတယ်ပေါ့နော်ကဲအဲ့ဒါကတော့ကျမတို့ကျမ်းစာထဲမှာပေါ့နော်လူငယ်တွေများရနေပြီးတော့နော်ဒီတင်များရနေပြီးတော့ရေးသားထားတဲ့ဒီကျမတို့ပြန်ပြီးတော့ဖတ်ရတယ်မျိုးသမီးဟာနာအကြောင်းဖြစ်တယ်ပေါ့နော်အခုအချိန်ခါဆိုတာလူငယ်တော်မိခင်တရားလောက်ရှိပြီပေါ့နော်ကြာနေပြီပေါ့နော်ကြာတဲ့အချိန်မှာလေမိခင်မိတာဘယ်လောက်ကြီးမားလဲဆိုတဲ့အကြောင်းကိုနော်ဒီမိခင်မိတာဆိုတဲ့စာအုပ်ထဲမှာရေးသားထားတဲ့သူ့ရဲ့မိတာအကြောင်းလေးကိုကျွန်မဝင်ငါချင်တယ်ပေါ့နော်အဲ့ဒီမိခင်ရဲ့နာမည်ဟယ်လင်ဖြစ်တယ်တဲ့သူ့ရဲ့သားလေးနာမည်ဟဲရာဝီလ်ဆန်ဖြစ်တယ်နော်အဲ့ဒီပုံလေးနှစ်ပုံကျွန်မဇမခေစနာကိုရှာကြည့်ထားတယ်ပေါ့နော်ဒီကနေရှာကြည့်ထားတော့မတွေ့ဘူးတဲ့အဲ့ဒီသူတို့ပုံတော့သူတို့ဒီအကြောင်းကိုဒီမိခင်မြတ်တာဆိုတဲ့စာအုပ်ကိုရေးသားတဲ့စာရေးဆရာပုံလေးတွေ့တယ်ပေါ့နော်အဲ့စာရေးဆရာတော့1800ကျော်1900ကျော်1800ကျော်မှာနော်သူကဆုံးသွားပြီဆိုတဲ့အကြောင်းတော့ပြောပြထားတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးอ่ะပေါ့နော်အဲ့ဒီမိခင်อ่ะပေါ့နော်သူလဲတဲ့ညံအမျိုးအမြင်ကြီးရဲ့ပြီးတော့လည်းအကင်းပါတယ်တဲ့အကင်းပါတယ်ညံအမျိုးအမြင်ကြီးတဲ့မိခင်ဖြစ်တယ်သူ့သားတော့တဲ့နော်နာမည်3ခုရှိတယ်3ခုရတယ်တဲ့အဲ့သူ့သားရဲ့နာမည်အများသိတယ်ပေါ့နော်အများသိတယ်ဘာနာမည်ရစ်ထုတ်ကြီးလို့လည်းပြောတယ်ဖဲသမားလို့လည်းပြောတယ်တခိုးလို့လည်းနာမည်3နေရတခိုးကြီးလူစိုးကြီးပေါ့နော်အဲ့လောက်ဒီနာမည်ကြီးတဲ့Hera Wilson ဖြစ်တယ်နော်သူကတနည်းတော့နော်သူ့အမေကဆုံးသွားတာရေးနေရပေါ့နော်ဒီမှာဘောလေးနေရပေါ့နော်ဆူတောင်းပြီးအမြဲဆူတောင်းပြီးတော့အမေကလည်းတနေ့ဒါပဲပြောနေတယ်ပေါ့နော်အရင်စစ်နေတယ်ပေါ့နော်မကြားချင်အမေစကားနားခါတယ်ဆိုတော့ပေါ့နော်သူကပြန်ပြီးတော့ပြောတယ်ပေါ့နော်အမေကိုပြန်ပြောတယ်အမေပြောတယ်အမေကလည်းပြောပြတယ်ဟာသူတော့လည်းမခံဘူးအမေကိုသူပြောလိုက်အဲ့လိုနဲ့သူဘယ်လိုပြောလိုက်လဲဆိုတော့ဒီလိုမျိုးဆိုရင်လည်းကျွန်တော်တဲ့တင်မောနဲ့ခီးထွက်တော့မယ်တင်မောနဲ့ခီးထွက်တော့မယ်ဒီလိုမျိုးပုံစံမကြားချင်ဘူးနော်သူကအဲ့လိုမျိုးပြန်ပြီးတော့သူ့အမေကိုပြောတယ်ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့ငငယ်အကြောင်းကိုပြန်ကြည့်နေဆိုတော့နော်အဲ့ဒီမိခင်ကြီးဟန်လာဆိုလို့ရှိရင်တော့သူခင်မုန်းပါတော့သူခင်မုန်းတည်ဆုံးပြီးတော့15နှစ်အကြည့်ပေါ့နော်တနေ့အရင်လည်းရုံးကန်ရတယ်စင်းရဲတယ်နွမ်းပါတယ်နော်တဘောတဲ့ဝမ်းစာအတွက်ရင်ဆိုင်ရတယ်နော်သူ့သားလေးဟဲရာဟာဆိုလို့ရှိရင်သူနဲ့အတူတူနော်သူ့သားလေးရဲ့သူရနေတဲ့ဒီမြို့ကြီးဟာဆိုလို့ရှိရင်မကောင်းဘူးမျိုးရှိတယ်ဒီလိုမကောင်းဘူးမျိုးနဲ့တိုးပါဆိုလို့သူကကာကွယ်စောင့်ချင်းပေးခဲ့တဲ့မိခင်ကြီးလည်းဖြစ်တယ်သူ့သားလေးအကျုပ်ပေါ့နော်သူခုငယ်ရစားတော့နေရောညအမြဲတမ်းပဲသူဆူတောင်းပေးတယ်တဲ့အဲ့သူ့သားလေးမွေးလဲမွေးရောပေါ့နော်အဲ့ဒီမိခင်နဲ့ဖခင်ကပေါ့နော်သူ့သားလေးကိုခေါ်မွေးပြီးတော့ပေါ့နော်သူတို့အတူတူပေါ့နော်၃ယောက်ကဆူတောင်းနေပေါ့နော်စက္ကန့်အနံပေါ့နော်ဖျားပြစီဘယ်လိုမျိုးစက္ကန့်အနံလဲဆိုတော့ပေါ့နော်ဒီသားလေးကပေါ့နော်ဓမ္မတတိကတယောက်ဖြစ်လာဖို့ရဲ့အတွက်ကိုတော့ပြုတ်ပြင်ပေးတော်မူပါဆိုသူတို့ဇနီးမောင်နဲ့အဲ့ကလေးလေးနဲ့ပေါ့နော်သူတို့ဆူတောင်းခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒီလိုနဲ့ပဲနော်အဲ့ဒီသူဖခင်တည်ဆုံးတဲ့အချိန်မှာပေါ့နော်ဟဲရာလေးကအသက်10နှစ်ပဲရှိသေးတယ်ပေါ့နော်10နှစ်ပဲရှိသေးတယ်ဒီလိုနဲ့ပြီးကြီးလာပြီးတော့ပေါ့နော်ဒီသူဖခင်ကလည်းဒီလိုအသက်အန္တရာယ်စိုးရင်ရတဲ့အခြေအနေဖြစ်တဲ့ထားလာတဲ့ဝေဒနာပေါ့နော်
ထားနာတဲ့ဝင်ရလဲစုံသွားတယ်သူကလည်းတဖြည်းဖြည်းနဲ့အဲ့ကလေးတွေကကြီးလိုက်ပြီးတော့သူ့အမြအမြဲတမ်းသူ့သားအတွက်ကတော့အမြဲတမ်းဆူတောင်းပြီးတယ်တဲ့ပြီးတော့တဲ့ပေါ့နော်သူ့သားကိုဘယ်လိုပြောလဲဆိုတော့သားလေး Hera တဲ့နေမနေနဲ့တော့တဲ့သူ့သားကိုနေဖေမဆုံးခင်ကနေနဲ့ဖေနဲ့ပေါ့နော်ဆူတောင်းပေးတာသားကိုပြောပြပြီးပြီလေသားမမင်းနဲ့ပေါ့နော်ကိုတော့အလိုတော်နဲ့ညီတဲ့သားကလေးပေါ့နော်ပြီးတော့ခရစ်တော်ရဲ့ဓမ္မကတိကတယောက်ဖြစ်လာဖို့ဘုရားခင်ပြုပြင်ပေးတော်မူပါဆိုရင်စကားကိုသားမပြီးနဲ့ဆိုတော့အမြဲတမ်းသူ့သားကိုတည်ပေးတယ်ဆူတောင်းပေးတယ်မျက်ရည်ကျပြီးဆူတောင်းပေးတယ်ဒါမဲ့သားရောနာခါတယ်လုံးဝမကြားချင်ဘူးတဲ့အဲ့ဒီသားလေးဟာတဲ့ဘလောက်တောင်နာခါလဲဆိုတော့ဘာသာတရားဆိုတင်လို့လေကင်းမဲ့လာတယ်တဲ့တဖြည်းဖြည်းနှုတ်နဲ့အရန်ချမ်းတယ်ပြီးတော့တည်တောက်ကျူးတယ်ရာဇဝတ်မှုကျိုးတဲ့အခါမှာလဲပေါ့နော်အင်မတန်နဲ့ခဏဆိုဘုံကကျူးလို့နေပေါ့နော်မကောင်းဘူးဒုစရိုက်အမြဲတမ်းပဲသူကလိုက်စားတာနာမည်ကြီးတယ်မိုက်တဲ့မိုက်ကျွဲမိုက်တဲ့မိုက်သွားတာတွေ့ရတယ်တဲ့အဲ့နဲ့ Hera ဆိုလို့ရှိရင်တော့ဒီလိုမျိုးသူ့သားလေးမိုက်တဲ့မိုက်လာတယ်ပေါ့နော်သူလည်းဆုတောင်းတယ်မျက်ရည်ကျပြီးမျက်ရည်မှာတစ်ထိုင်ရိုင်းကျပြီးဆုတောင်းတယ်သူ့သားလေးချစ်တဲ့ညာလေးတဲ့ကျမတို့ဖို့ကိုစာရေးဆရာရေးတယ်ပေါ့အတိအကျကိုဘာသာပြန်တယ်ချစ်တဲ့ညာလေးသားလေးဆိုတော့နူးညံ့တဲ့နှလုံးသားနုနုလေးနဲ့အဲ့လိုလေးခေါ်တယ်တဲ့သူ့သားလေးအရင်ကသူချစ်တယ်တဲ့နော်သူဆုတောင်းပြီးတဲ့သူ့သားလေးကတစ်ချိန်ကျရင်ဓမ္မကတိကဓမ္မဆရာမှာဓမ္မကတိကဖြစ်ဖို့ရန်အတွက်ပြုပြင်ပေးတော်မူပါသူကဆန္ဒရှိတယ်ကိုတော့အလိုရှိမယ်ဆိုတော့အမြဲတမ်းဆုတောင်းတာတွေ့ရတယ်ချစ်တဲ့ညာလေးသားလေးဆိုတော့သူကအမြဲတမ်းနဲ့သုံးမစကားပြောပြီးသားတော့လုံးဝနားမထောင်ဘူးဆိုတဲ့ဆိုမိုက်တဲ့မိုက်တယ်မျက်ရည်ကျပြောတယ်အမြဲတမ်းနဲ့ဆုတောင်းပြီးစိတ်တမကြဘူးတဲ့အဲ့ဒီမိခင်ကတဲ့ပြီးတော့တဲ့အဲ့ဒီ Hera လေးကပေါ့နော်ဘယ်လိုလုံးဖြစ်သွားလဲဆိုတော့ပတ်ဝန်းကျင်မှာတဲ့ယောဂီပယောဂတွေကလွမ်းမိုးမှုကြောင့်သားလေးဟာဆိုတဖြည်းဖြည်းနဲ့ဘာသာတရားနဲ့ကင်းကွာသွားတယ်တဲ့ဘာသာတရားကိုဘယ်လိုလဲဆိုပြစ်ပယ်လို့တဲ့ဆန္ဒတစ်နေ့တစ်ခြားဖြစ်လာတယ်မိမိကဆူတောင်းနေသူကပိုဆိုးလေအဲ့လိုပေါ့နော်ဘာသာတရားနဲ့ကင်းကွာခြင်းနဲ့ဘုရားသခင်ဆိုတော့ကြားခြင်းဘူးအဲ့လောက်ကြည့်အောင်ရေးထားတာကျမတို့အမလီကျမသိအောင်ပါအဲ့ဒါဖတ်ဒီပြောလိုက်တာဘုရားသခင်ကတော့သူပြောတဲ့ဥစ္စာအတိအကျဘာသာပြန်လာကျမဖတ်တော့ဒီပြောလိုက်တာဘောလို့မိခင်စိုးမနေလေသူဘုရားကိုပြောနေလေအပြစ်တင်ဘောလို့ဒီ Hera လေးကတနည်းတခြားပို့ပြီးတော့ဆိုးလာတယ်တဲ့သူမိခင်ကဘလို့တွေးလဲဆိုအိုးတဲ့သူ့အဖေကအဲ့လိုပဲအဲ့ဒီ Hera သူစဉ်းစားတာငါအဖေကလည်းပေါ့နော်အဲ့လိုပဲလူမိုက်ကြီးတဲ့အရင်ဆိုအော်အဖတို့ရဲ့အဖြစ်ကိုသားတို့နိုင်စီရင်ဆက်ပြီးတော့ဘုရားအဲ့ဒါကြောင့်ငါသားလေးကအဖေအဲ့လိုဖြစ်လို့ငါသားလေးဖြစ်တာလားဆိုတော့အဲ့လိုလူအနေနဲ့တွေးမိခဲ့တယ်တဲ့သူမိခင်ကြီးကပေါ့နော်အဲ့လိုမျိုးတော့သူတွေးမိသွားတယ်တဲ့ဒီနေ့တော့တဲ့သူနဲ့သူ့အိမ်နဲ့မနီးမဝေးမှာရာဇဝတ်မှုတစ်ခုဖြစ်တယ်အဲ့ဒီရာဇဝတ်မှုကြောင့်သူကတဖိုးဆိုတော့လူသုံးဖဲသမားအရက်သမားနာမည်သုံးနေရလူဆိုတော့သူ့ကိုတန်တရားရှိတော့မယုံတင်တာဖြစ်တယ်နော်တင်တာမကင်းဖြစ်တော့သူ့ကိုဟောနေလောက်လာစစ်စင်မြင်းချင်တော့နော်အဲ့ဒါတော့ရှောင်းနေတဲ့ Hera တော့ရှောင်းနေဥပဒေစက်ကွင်းရှောင်းတင်းကိုရမယ်ရှောင်းရမယ်သူပါချင်ပါမယ်မပါချင်မပါဘူးပေါ့ဖြစ်တော့ဖြစ်ကောင်းတယ်ပေါ့ဒါပေမဲ့သူရှောင်းရမယ်ဆိုသူဘယ်လိုတွေးလိုက်လဲပင်လေခီးချက်တယ်ငါတို့အမေပြောမိမိနားကြီးတယ်မိမိပြောတာကျွန်တော်မကြားချင်ဘူးကျွန်တော်ပင်လေခီးထွက်တော့မယ်ဆိုအဲ့လိုမျိုးပြောခဲ့တယ်ပေါ့နော်ဒီလိုပဲသူကြံစီတဲ့အတိုင်းပဲသူ့ကိုချင်တော့မယ်မတင်ကမကင်းဖြစ်နေတယ်ဆိုငါပြင်းမယ်သွားမယ်ပေါ့နော်ပင်လေခီးထွက်မယ်ဆိုတော့ကြံစီတဲ့အတိုင်းသူ့အမေပြောလိုက်တာပေါ့နော်အဲ့ဒါနဲ့တဲ့နော်သူကတဲ့နော်သူအမေကတော့သူ့သားလေးကအမြဲတမ်းဆူတောင်းတဲ့ခါအမြဲတမ်းပါတယ်ပေါ့နော်သားလေးကဘလို့အရာလဲဆိုစိတ်ထားမြင့်တဲ့ကလေးလေးချစ်တဲ့ညာလေးသူကလိုဘာသာတရားကိုင်းဆိုင်တဲ့သားကလေးသာသနာဝင်ချမ်းတယောက်အထိရွေးကောက်တော်မူပါကိုရောဖျားဆိုအချိန်ချင်းဆူတောင်းနေရိုးရိုးမဟုတ်ပဲတကယ်ဓမ္မဆရာဖြစ်ဖို့အတွက်အမြဲတမ်းဆူတောင်းနေပြောလိုက်ဆူတောင်းလိုက်နေရင်ကြားလိုက်သားနားထောင်အမြဲတမ်းပြောလို့ဆူတောင်းလိုက်ပြောလိုက်နေရင်ကြားရင်မောသွားပြီတဲ့မိခင်မောသွားအောင်မိခင်ကအဲ့ဒီအိမ်မှာလဲလဲလျောင်းလိုက်တယ်လဲလျောင်းအိပ်ပျော်သွားတယ်အိပ်ပျော်တဲ့အခါမှာအိမ်မက်တယ်အဲ့ဒီဟဲလန်ကမိခင်ကြအိမ်မက်တယ်ဘလို့အိမ်မက်လဲဆိုတော့အဲ့ဒီအိမ်မက်မှာဟဲလန်ကကဘာတစ်ကိုရောက်သွားတယ်ကဘာတစ်ကို
ရောက်လေရောက်ပါဦးသူကြည့်လိုက်တယ်သူခက်တော်ဘုရားကိုလည်းသူတွေ့တယ်သူသိပျော်တာပဲပြီးတော့မရေဖက်တာများပြားတယ်တက်ရှင်းသူတွေလည်းအများကြီးပဲအများကြီးပဲတက်ရှင်းသူတွေမှာအများကြီးပဲသူတွေ့တယ်အဲ့ဒီတက်ရှင်းသူတွေရဲ့လက်ထက်မှာတန်ဝင်ခက်လေးနဲ့ဆောင်းလေးလေးကင်ထားတယ်ဆောင်းလေးလေးကင်ထားတယ်ခက်လေးလေးကင်ထားသူတွေ့ရတယ်ပြီးတော့သူကြည့်တယ်ပေါ့ကြည့်နေသူတရားရောက်စိုက်ကြည့်နေတယ်ပြောပြီးစိုက်ကြည့်နေတယ်ပေါ့နော်အဲ့ဒါဘယ်သူလဲဆိုသူကြည့်လိုက်တော့သူ့ကိုစကားပြောတယ်ဟဲလန်ကြီးတဲ့ဒါကလေးဒီမှာရောက်နေတယ်သူတို့အဲ့ယောက်ျားပါလားပေါ့နော်ဒီယောက်ျားပဲစင်ဖြစ်နေတယ်ပေါ့နော်ငါယောက်ျားပါလားဟိုသားလေးရောက်တဲ့အကြောင်းဟဲလန်ကိုပြောပြတာပေါ့နော်သူရဲ့ဖြစ်မိုးကတော့သားလေးဒီကိုရောက်နေတယ်ဆိုတော့ပေါ့နော်သူရဲ့ဖြစ်မိုးကသူ့ကိုပြောပြတဲ့ကောင်သူလေအရန်ဝမ်းသာပြီးတော့တဲ့ပေါ့နော်သူပျော်ရွှင်မိတယ်တဲ့သားလေးကလည်းဘာပြောလဲဆိုဟုတ်တယ်ပြီးသားရောက်တယ်ဆိုတော့အားရပါရနဲ့ထူလိုက်တယ်တဲ့သူသားလေးကတော့အဲ့ဒီဟဲရာလေးကထူလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပေါ့မိခင်ကြီးကဖျားသခင်ကိုပေါ့နော်ကျမကျေးဇူးရမ်းတင်ပါပေါ့နော်သားလေးဟဲရာလေးကရောက်ရှိတဲ့အတွက်လည်းဖျားသခင်ကျေးဇူးတင်ပါတယ်နော်ဆိုတော့သူကအိမ်မက်ထဲမှာပြောလိုက်တယ်ကျမတောင်းတဲ့ဆုရဲ့ပြည့်ဝတဲ့အတွက်ဖျားသခင်ကျေးဇူးတင်ပါတယ်ဆိုတော့သူကအဲ့အိမ်မက်ထဲမှာဒီဖျားသခင်ကျေးဇူးတင်တယ်နော်အဲ့ဒါနဲ့သူကအိမ်မက်ဘလောက်တော့မှတ်လိုက်လဲဆိုတော့နော်အိမ်မက်တာဟိုညနေတကောင်ကြာသူလိုးလာတယ်လိုးလာပြီးတော့သူမောပန်းမှုကပြေရော့သွားတယ်နော်သူအဲ့ဒီအိမ်မက်ကလေးမက်တဲ့အတွက်ပေါ့နော်သူမောချင်အောင်ရှိတော့ဘူးတဲ့ဒီလိုနဲ့သူတည်တဲ့သားလေးဟာတကြီးရဲ့ပြင်လေခကြီးကိုဖတ်တော်မယ်ဆိုတော့သူတည်တဲ့သူဘာလုံလေသူသားလို့ဘာပေးလိုက်လဲဆိုတော့သူဘာလုပ်လဲဆိုတော့သူရဲ့သူစုထားတဲ့ချစ်ချုပ်နဲ့စုထားတဲ့ငွေလေးရှိတယ်အဲ့ဒီငွေလို့သူကိုင်းပြီးတော့နော်သူကတဲ့ဟိုသူအိတ်အပြင်ကိုထွက်ပြီးတော့ဆိုင်နေနော်ကျန်းစာအုပ်စာအုပ်ရောင်းနေဆိုင်ကျန်းစာအုပ်ကိုသူဝယ်လိုက်တယ်တဲ့တနေ့တစ်ချိန်မှာသားရဲ့စိတ်နှလုံးကိုချိတ်ခိုင်နိုင်မဲ့အရာလေးတွေကြမ်းချက်တွေမှာရှိတာအများကြီးတော့သူမြင်သားမယ်ဆိုတော့ဝယ်ပြီးတော့နော်အဲ့ဒီကျန်းစာအုပ်လေးကိုသူကျန်းစာအုပ်ကျစာသားလေးပေါ့နော်ဖျားတင်ပြောတဲ့စကားလေးတွေပေါ့နော်သူမြင်သားထားတယ်မြင်တိုင်းနဲ့ငိုရဲတဲ့မျက်ရည်ကျမျက်ရည်တစ်ဖြန်ဖြန်ကျတယ်ကျန်းစာအုပ်ပေါ်မှာဆွန်းနေတဲ့မျက်ရည်ကအတားဟိုကျဆွန်းတော့တဲ့အဲ့ဒါနဲ့သူကဘာလုပ်လဲဆိုအဲ့ကျန်းစာအုပ်ကိုလမ်းနဲ့သူဆက်ပြီးတော့မြင်သားတယ်ငါသားလေးတစ်နေ့တစ်ချိန်လုံးတွေ့ကောင်းပါရဲ့တွေ့ပါစေတွေ့မှာပါဆိုတော့ခံစားချက်ကလေးနဲ့သူမြင်သားတယ်တဲ့မြင်သားပြီးတော့အဲ့ဒီကျန်းစာအုပ်ကိုအဲ့ကျန်းစာအုပ်ရဲ့ဒီအဖြူရွက်ရှိတယ်နော်စာရွက်အဖြူလေးရှိတယ်ဖုံးရဲ့အနောက်အဲ့ဒီစာရွက်အဖြူလေးမှာသူစာရေးတယ်အဲ့စာလေးကဖတ်ကြချင်တယ်သိပြီးတော့ကောင်းတယ်နော်ဘယ်လိုရေးထားလဲမိမိချစ်ပါတဲ့မိမိသားကိုချစ်ပါတယ်သားအပေါ်မှာမိမိဘယ်တော့မှမေတ္တာမပြတ်ပါဘူးတဲ့ဒါပေမဲ့တဲ့သားကိုတော့တဲ့နော်အနန္တမေတ္တာနဲ့ချစ်တဲ့ပုဂ္ဂိုလ်တစ်ပါးရှိတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကတော့ယေရှုပဲတဲ့သားဟာတဲ့ကိုတော်တော့အခုတော့ချစ်မှာမဟုတ်သေးပါဘူးတဲ့ဒါပေမဲ့တဲ့ကိုတော်ဟာဘလောက်ကောင်းတယ်ဆိုတဲ့အရာကိုသားသိမြင်တွေ့လာတဲ့အခါမှာသားဟာဆိုရင်ကိုယ့်ကိုယ်စက်တဲ့အနန္တပဲကိုယ့်ရဲ့အသက်တာကိုဖျားခင်ထမှာစက်တဲ့အနန္တဖို့ရန်အတွက်မိမိစုတောင်းဆန္ဒမေတ္တာပို့သလိုက်ပါတယ်ဒီစာအုပ်ကဒီကျမ်းစာအုပ်ကကိုရောထံမှာလာတဲ့စာအုပ်ဖြစ်တယ်မိမိထံမှာလာတဲ့စာအုပ်လည်းဖြစ်တယ်ကိုရောရဲ့မျက်နှာနဲ့မိမိရဲ့မျက်နှာကိုထောက်ပြီးတော့ဖတ်ကြည့်ပါဒီအတွင်းထဲမှာပါရှိတဲ့ဒီကျမ်းစာအုပ်ထဲမှာပါရှိတဲ့ပေါ့နော်စာသားဂရိတော်ကြီးစစ်ချစရာတိတ်ကောင်းတယ်အဲ့ဒီဂရိတော်ကြီးရဲ့ဟာဆိုသားရဲ့စိတ်နှလုံးထဲမှာတုံမိထားနေဆိုရင်သားဟာတန့်ရှင်းစင်ကြယ်ခြင်းတွေတန့်ရှင်းစင်ကြယ်မှုတွေဖြစ်လာမယ်ဝိညာဉ်ခွာအားလည်းကြီးထွားလာမယ်အောင်မြင်ခြင်းရရှိမယ်စိတ်နှလုံးသားလည်းပျော်ရွှင်ခြင်းကိုရရှိလာလိမ့်မယ်ပြီးတော့တဲ့သားကလေကိုယ့်အတွက်မကြည့်ပဲနဲ့သူတစ်ပါးကောင်းကျိုးအတွက်ပဲကြည့်ရသူဖြစ်လာတယ်လိမ့်မယ်သားအတွက်တဲ့အသက်ဆွတဲ့ယေရှုလေတဲ့စိတ်နှလုံးပျော်ရွှင်လာမှာဖြစ်တယ်နောက်တော့လေနော်မိမိနဲ့ဖက်ဖခြင်းရှိတဲ့ရက်ပေါ့နော်ဒါအိမ်မက်တူပေါ့နော်ခါဖြစ်ပေါ့နော်ဖက်ဖခြင်းရှိတဲ့အရက်မှာစုံကြမယ်ပြကြမယ်ဆိုချစ်လာစွာဖြစ်မိမိဆိုတော့ဒီစမ်းစာအုပ်ရဲ့အဖြူနေရာမှာသူရေးထားလိုက်တယ်တဲ့အဲ့လိုနဲ့အဲ့ဒီမှတ်သားထားတဲ့ဒီစာသားလေးမှတ်သားထားတဲ့စမ်းစာအုပ်ကိုရေးပြီးတော့သူ့ရဲ့သားမသိအောင်သူ့သားယူရမယ်ပင်လေခကြီးထွက်တဲ့အခါယူရမယ်တိတာရဲ့တောင်းချိန်ထားလိုက်တယ်တဲ့အချိန်တန်တော့ပေါ့နော်မိခင်နဲ့သားဖဲခေါ်လို့နော်သားလေးပေါ့နော်
ဖဲဖွာတော့မယ်ဆိုတော့ဒီနေ့ဘွားတော့ပေါ့နော်သူကတော့ပြောတယ်မိခင်ကတော့အိုးသူ့သားလေးဖတ်တော်မယ်ဆိုတော့ပေါ့နော်စိတ်မကောင်းဘူးဒါပေမဲ့သားတော့တဲ့ဘုရားလက်မချီဘူးလေမိမိကိုလက်မချီတယ်တက်တာကိုင်းပြီးတော့ဒီကကျန်းစာကိုထည့်လိုက်တော့တက်တာဒီတော့မဲ့တက်တာကိုကိုင်းတော့အမေအောင်လက်မချီနေနဲ့ဖတ်သွားတယ်ပြင်လေခီးကိုဖတ်တယ်သူကတဲ့ပေါ့နော်ပြင်လေခီးဆိုတော့သူကတင်မောသားအနေနဲ့အလုပ်လုပ်ဖို့ပေါ့နော်ရိုးရိုးတင်မောသားအနေနဲ့အလုပ်လုပ်ဖို့ဖြစ်တယ်တာယာတဲ့နေ့တစ်နေ့မှာပေါ့နော် Hera Wilson ကြီးတဲ့ရိုးရိုးတင်မောသားအနေနဲ့ယိုကိုဟာမာဆိုတဲ့ဒီတင်မောကြီးကိုလိုက်ပါလာတယ်အဲ့ဒီခီးစဉ်ကတော့ American ပြည်ကနေAmerican ပြည် San Francisco မြို့ကနေပြီးတော့ Australia ပြည်ကိုခုတ်မောင်းတဲ့တင်မောလေးဖြစ်တယ်အဲ့ဒီတင်မောထဲကိုသူစီးနေလိုက်ပါလာခဲ့တယ်ဒီလိုနဲ့ပဲပေါ့နော်သူအင်ဂျီထုတ်သူဝစ်စာထုတ်မယ်ဆိုတော့သူရဲ့တစ်တာလေးကိုသူဖွင့်လိုက်ပြီးအထုတ်တာဖုတ်နဲ့ကြာသွားတယ်အဲ့ဒီအထုတ်ကိုသူဖြီးကြည့်လိုက်အော်ကျန်းစာပါလားပေါ့နော်မမေမေရတယ်ငါဖတ်ဖို့ထည့်ပေးလိုက်တာပဲဖြစ်ရဲ့အဲ့ဒါသူကအဲ့ဒီသူ့မိမိထည့်ပေးလိုက်တဲ့ကျန်းစာကိုသူကဖွင့်လိုက်ရောတဲ့အိုးတဲ့ဒီမှာတဲ့မြင်သားထားတာလည်းရှိပါလားတဲ့နောက်တော့မိမိရလေတဲ့အဲ့ကျန်းစာအုပ်ရဲ့ဖြူရဲ့နေရာမှာအမှားစကားလေးရေးထားပါလားပေါ့နော်အဲ့လိုမျိုးသူကြည့်လိုက်တယ်သူစိတ်ထဲမှာဒီစာအုပ်ငါမလို့ချင်ဘူးတဲ့ငါသွားတဲ့နေရာထဲမှာ6လက်နေတယ်သူအဲ့လိုသူ့မိမိမြင်သားထားတဲ့အားလုံးတွေ့ရသူ့မိမိအမှားစကားလေးတွေ့တော့မှမလို့ချင်ဘူးတဲ့ဒီစာအုပ်ကျန်းစာအုပ်ငါသွားတဲ့နေရာမှာငါ့ကို6လက်နေတယ်ဆိုတော့တက်တာဖုတ်နဲ့အဲ့လိုပြစ်ချလိုက်တယ်အဲ့ကျန်းစာဖုတ်နဲ့အဲ့တက်တာလေးပြစ်ချလိုက်တယ်ညဘက်မှာအဲ့ရနိုင်တယ်တဲ့ဒီလိုနဲ့သူကတင်မောအလုံးအနေနဲ့တလားအကြောင်းပါတဲ့နော်သူလိုက်ပါလာတဲ့တင်မောရဲ့ဒီကုံပစ္စည်းတွေထားတဲ့ပုံလောင်တဲ့အခါမီဆိုတော့ထောက်ပေါ်တဲ့အတန်ကြားရဲ့မီးလောင်တာပေါ့အဲ့ဒီကုံပစ္စည်းတွေလောင်ထားတဲ့အတန်မီးလောင်နဲ့ဟာတင်မောသားလည်းရှုပ်ခါတင်မောမှာဦးစီးတယ်မာလီမျိုးကရှိတယ်မာလီမျိုးကသူကခေါင်းဆောင်ဆိုတော့မီးဆိုတဲ့အတန်လည်းကြားတော့ဒါတော့တင်မောသားရဲ့တယောက်စီသူလုတ်ခိုင်းတယ်ညာလေးလုတ်ပြဒါလေးလုတ်ခိုင်းမှမီးကတော့လောင်နေပြီပေါ့နော်အဲ့ဒါနဲ့မာလီမျိုးကလက်ပြပြောက်သွားတယ်မာလီမျိုးကပြောက်သွားအဲ့ဒီအချိန်မှာတခြားတင်မောသားတွေကကိစ္စလည်းရှိလို့မာလီမျိုးကိုပြောရတယ်မာလီမျိုးစကားပြောမယ်ဟဲရာကြီးတဲ့မာလီမျိုးတော့ရှာရဲခေါ်လာခဲ့အောင်တဲ့ပြောစရာရှိရပေါ့နော်ငါတို့လည်းသူ့လည်းဘေးပြောက်သွားလည်းမသိဘူးနော်အဲ့ဒါနဲ့ဟဲရာလည်းဟုတ်ပြီမာလီမျိုးကိုသွားခိုင်းတယ်သူ့အခန်းမှာလည်းရှိမလားဘယ်မှာရှာကြည့်လို့သူရှာတော့ဟုတ်တယ်မာလီမျိုးသူ့အခန်းမှာတော့ကြည့်တယ်သူတကားလေးကိုကြည့်တယ်မာလီမျိုးကဘာလို့လဲဒူးထောက်ပြီးတော့တဲ့သူကတဲ့သူ့မိမြင်သားထားတဲ့စာအုပ်ကိုဒီပေါ့ကျန်းစာအုပ်ပေါ့အဲ့ဒီကျန်းစာကိုဒီစင်မြင့်မှာတင်ပြီးတော့ဖွင့်ထားမြင်သားထားတဲ့ဟာကိုတွေ့ရတယ်ဟောငါမိလိုပဲမြင်သားထားပါလားပေါ့နော်သူကသူပါစက်အတန်ထွက်တယ်အပေါ်ကြည့်တယ်သူကစွတ်တောင်းနေတာကိုသူတွေးလိုက်ရတယ်တဲ့သူစွတ်တောင်းနေစောင့်ပထမခေါ်လို့စွတ်တောင်းတာတော့သူတိလိုက်ပြီးသွားခေါ်သေးဘူးဆိုစောင့်နောက်တော့စွတ်တောင်းပြပြီးတော့သူခေါ်လိုက်တော့မာလီမျိုးပေါ့နော်နင့်ကိုငါ့ကိုခေါ်ခိုင်းပါတော့အေးဆိုတော့လိုက်ပါအဲ့ဒီမှာဒိန်းနဲ့ဆိုအတန်ကြားရတယ်ဘာအတန်လဲဆိုရေငွေအဲ့လောင်ရအောက်ပြောတဲ့အဲ့ဒီလောင်နေတဲ့မီးကိုပေါ့နော်ရေကပတ်လိုက်တယ်ပေါ့နော်ရေကဖြန်းလိုက်တယ်ဖြစ်သွားတယ်အဲ့ဒီမီးကတဖြည်းဖြည်းနဲ့မီးညွန့်ကကျိုးပြီးတော့မီးလောင်တာရက်သွားတယ်မီးစက်မလောင်နိုင်တော့တဲ့အခြေအနေတွေ့တော့မာလီမျိုးအိုးဖျားကိုကြီးစုတင်လိုက်တာပေါ့နော်ကျွန်တော်ရဲ့စွတ်တောင်းတာဖျားတယ်နားနောင်းတယ်သူစွတ်တောင်းတာတော့ဒီတင်မောထဲမှာလိုက်ပါလာတဲ့တင်မောသားရဲ့အသက်ကိုကေမသနာတော်မူပါပြင်နေမှာတွေ့ကြုံရတဲ့ဒုက္ခတွေနေရတယ်ကေမတော်မူပါဆိုဒီကျမ်းစာထဲမှာစာလံကျမ်းခင်းတရားဖြစ်မရှိရဲ့ဒီဒီတော်ဖွင့်ပြီးတော့သူဖတ်ပြီးတော့သူစွတ်တောင်းတာတွေ့ရတယ်ဖျားတဲ့ကိုသူကျေးဇူးတင်တယ်ဆိုတော့သူပြောခဲ့သူလည်းပြန်ပြီးတော့တက်တည်ခံတယ်တင်မောသားအဲ့ဒါလည်းခဲတော့ငါ့ကိုရှင်6နိုင်နေပေါ့နော်အဲ့ဒီကျန်းစာကအဲ့ဒါနဲ့သူကဒီကျန်းစာကမဖြစ်တော့ဘူးနော်ဒီစာအုပ်ကငါ့ကိုငါသွားတဲ့နေရာနဲ့ငါ့ကို6နိုင်နေဆိုတော့အမြဲအတွင်းမှာပြစ်ပလိုက်တယ်ဟိုရေရောတော့ပြစ်ပလိုက်တာအဲ့ကျန်းစာအဲ့နဲ့ရေရောတော့ကြောက်သွားတာပေါ့နော်ကျန်းစာကအဲ့ဒါနဲ့သူအချိန်ကြီးကြာလာတဲ့အခါမှာဒီလိုပဲကျန်းစာလည်းမရှိတော့ဘူးဒီလိုနဲ့တင်မောလိုက်တဲ့အချိန်ကြီးကြာလာတဲ့အခါမှာနော်စာကစားတူတူလေးစာရေးရတော့စာရောက်လာတယ်အဲ့ဒီစာလေးကစားကဘာပြောထားလဲဆိုရင်မင်းရဲ့အမေကတော့တည်ပြီတဲ့သူပြောမတည်ခင်
အိမ်သွားတယ်သူတငယ်ချင်းလည်းသူ့အရက်သမားပဲဒါပေမဲ့သူတငယ်ချင်းက Hera တို့နဲ့လမ်းခွဲလိုက်ပြီပေါ့နော် Hera လည်းသူထွက်ပြေးတယ်လို့နဲ့ဒီတင်မောရဲလိုက်သွားပြီသူကအဲ့ဒီ Hera နဲ့မတွေ့တဲ့အချိန်မှာလည်းသူကပြောင်းလဲသွားပြီလုံးဝလည်းအရှက်မတောက်ဘူးပေါ့နော်ပြောင်းလဲသွားပြီတဲ့အဲ့တငယ်ချင်းကနိမမေစီယိုကရောက်တယ်နိမမေကတည်တော့မယ်ပေါ့နော်အရန်ကိုလွမ်းနေပြီးပင်မလွမ်းနေပြီးတော့အရန်ကိုတေခါကြီးဖြစ်နေပြီပေါ့နော်အဲ့မှာငါရောက်သွားတော့နိအမေကမှားတယ်ငါ့ကိုပေါ့နော်ငါ့ကိုဘယ်လိုမှားလဲဆိုတော့နင်းနဲ့နှစ်တင်ကြုံစာရေးပေးပါတဲ့စာရေးပေးပြီးတော့အဲ့စာထဲမှာပေါ့နော်မေမေထည့်ပေးလိုက်တဲ့လက်ဆောင်လေးမမေ့နဲ့အကြောင်းကိုရေးပေးတဲ့ဘုရားဆရာသူ့ဘာလက်ဆောင်ပေးလဲဒီဘာမမေ့တော့ဘောသူပြောတဲ့အတိုင်းဒီမိခင်ကြီးပြောတဲ့အတိုင်းသူ့တင်ကြရေးတယ်ရေးပြီးတော့ပို့လိုက်တော့ပို့လိုက်တော့သူကဖတ်နင်းမေမေပေးတဲ့လက်ဆောင်မမေ့နဲ့ပေါ့နော်အဲ့ဒီအကြောင်းလေးရေးပေးပါဆိုတော့အဲ့လိုမျိုးသူ့ကိုပြောတယ်ပေါ့အဲ့ဒီ Hera ပေါ့နော်ငါအိမ်ကနေထွက်လာနှစ်တည်ကြာနေပြီပေါ့နော်ငါအမေတော့တေးပြီပေါ့နော်ငါ့ကိုကူညီတဲ့အမေတေးပြီငါ့နာမှာဘယ်သူမှမရှိတော့ဘူးပေါ့နော်သူ့ရင်ထဲမှာအဲ့လိုခံစားလိုက်ရတယ်တဲ့အဲ့ဒါနဲ့ပေါ့နော်ဒီလိုနဲ့ပဲဒီလိုပဲအလုပ်တွေလုပ်သွားတင်မောစိတ်တနေရာရောက်လိုက်အဲ့လိုပေါ့တင်မောသားဆိုတနေရာစိတ်ကန်းရောက်လိုက်သွားလိုက်ပြန်လိုက်ပေါ့နော်ကိုယ့်ဘက်တင်မောနဲ့ပဲခီးထွက်တော့တနိုင်နဲ့အဲ့လိုထွက်တယ်အဲ့လိုမျိုးပဲနေနေတဲ့အချိန်မှာဆန်ဖရန်စစ္စကိုရဲ့စိတ်ကံကိုရောက်တဲ့အခါမှာခီးတယ်နားနေတဲ့ခန်းမကြီးရှိတယ်တဲ့အဲ့ဒီခန်းမကြီးမှာပေါ့အခမဲ့လက်ကမ်းစာဆိုတဲ့ဒီစင်လေးတစ်ခုရှိတယ်နော်အခမဲ့လက်ကမ်းစာဆိုခေါင်းစဉ်လေးပြီးဝေလာထားတယ်ပေါ့နော်စင်လေးတစ်ခုကိုတွေ့ရတယ်တဲ့အဲ့ဒီစင်ရဲ့အနောက်မှာတော့ကျန်းစာအုပ်တွေ့တယ်ပေါ့နော်ဟာကျန်းစာအုပ်သူတွေ့တော့အဲ့ဒီကျန်းစာအုပ်သူယူလိုက်တယ်ယူလိုက်တော့သူဖွင့်လိုက်တယ်အဲ့ဒီကဲပဲသူ့အမေမြင်တားထားတဲ့အတိုင်းပဲသူ့အမေကသူ့ကိုဒီလိုမျိုးမြင်တားထားပြီးတယ်ဟဲ့ဒါလည်းမြင်ဒီကျန်းစာအုပ်ကလည်းမြင်နေတားထားပါလားအိုးငါမေမေငါ့ကိုပြီးလိုက်တဲ့ဒီစာအုပ်ရဲ့မြင်တားထားတဲ့အတိုင်းကိုတူပါတယ်ပေါ့နော်သူကအဲ့လိုမျိုးတွေးမိရဲ့အဲ့ချိန်မှာအဲ့ဒီလက်ကမ်းစာဆောင်ပေါ့နော်ဒီစာအုပ်လေးတွေဝင်ကဥဆောင်တဲ့ဒီလူကြီးကသူ့စီရောက်လာတယ်နင်းနဲ့ဒါလိုချင်လို့လားကျွန်တော်လိုချင်တာနဲ့ကျွန်တော်ပတ်စံရှိဘူးပေါ့နော်ပတ်စံပြီးလို့မလို့လောက်တော့ရတယ်နင်းကွာတဲ့ဒါပေမဲ့နင်းကိုမှစုတောင်းပြီးလို့နော်သူလိုစုတောင်းလဲဆိုဒီသူငယ်လေးမကောင်းမှုတွေပြုလုပ်ခဲ့တဲ့အရာကိုဖွင့်လို့တော်မူ၍သူ့နှလုံးသားကိုငြိမ်သက်ခြင်းပေးသနာတော်မူပါဆိုတော့အဲ့ဒီလူကြီးကစုတောင်းပေးလိုက်တယ်နော်အဲ့ဒီစုတောင်းတယ်သူကြားတဲ့အခါမှာသူ့နှလုံးသားတစ်ခါမှမကြားဘူးတဲ့စုတောင်းတဲ့အရာလေးကိုကြားလိုက်တဲ့အတွက်သူ့စိတ်ထဲမှာတမျိုးလေးပဲဖြစ်ပြီးတော့တဲ့အဲ့ဒီလူကြီးကသူ့အဖေလိုပဲသူမြင်ဟောငါအဖေလိုပဲပေါ့နော်အဲ့လိုမျိုးခံစားလိုက်ရတယ်ဒီလိုနဲ့ပေါ့နော်အဲ့တင်ဝေါ်တွေထဲမှာနေအဲ့ဒီစာအုပ်ကိုသူယူတယ်ပြီးတော့အဲ့လိုပဲအလုံးလုံးကိုင်းနေပေါ့နော်တင်းအုပ်ဆရာတူနဲ့တွေ့တယ်တဲ့နောက်တူပေါ့နော်အဲ့ဒီတင်းအုပ်ဆရာနဲ့တွေ့တဲ့အခါမှာစကားပြောကြည့်တယ်တင်းအုပ်ဆရာချက်ချင်းပဲဆိုတော့ငါဟဲရာလားဟာကျွန်တော်သိတယ်လို့ဟုတ်တယ်ငါဟဲရာပဲဖြစ်နေဘာဖြစ်လို့လဲဆိုတော့နော်ဒီဖတ်သားထားတဲ့စာအုပ်ကလေးရှိရဲ့အတွက်ပေါ့နော်ဟုတ်ပါတယ်ပေါ့နော်ကျွန်တော်ဟဲရာပဲငါတို့ပြောပြမယ်တဲ့နင်းရဲ့မိခင်ကလည်းငါ့ရဲ့အတင်းသူပဲသူကတရားဟောဆရာပေါ့နော်ငါ့ရဲ့အတင်းသူပဲတဲ့သူဘာပြောလဲဆိုတော့ငါ့ကိုတွေ့တဲ့အခါမှာပေါ့နော်ဆရာရဲ့ပေါ့နော်လမ်းလွဲနေတဲ့ငါကျမသားလေးရှိတယ်ပေါ့နော်ကျမအမြဲတတိရတယ်သူ့ကိုလည်းကျမစုတောင်းပေးတယ်ကျမတတိရတယ်ပြီးတော့လေနော်ကျမသူဖတ်ဖို့တွေ့ကောင်းတွေ့နိုင်ရဲ့ပေါ့နော်အဲ့ဒီဂရီတော်တွေကိုတွေ့ဖို့ကျမမြင်တာထားပြီးတယ်တဲ့အဲ့ကျန်းဆောင်ဒီနေရာကိုကျမထားပြီးတယ်သူကအတိအကျပြောပြတယ်အဲ့ဒီ pastor ကဒါလေးကိုကျမတားထားပြီးတယ်ဒါလေးလည်းထားထားပြီးတယ်ဆိုအဲ့ဒီ pastor အမြဲတမ်းကြားရတော့သူစိတ်ထဲမှာဒီမောသားလေးကအမြဲတမ်းစိတ်ကန်းကိုရောက်နိုင်တယ်ပေါ့နော်သူသိတဲ့အတွက်သူလည်းအဲ့ဒီကျန်းစာအုပ်အဲ့ဒီမိခင်ကြီးပြောတဲ့အတိုင်းပေါ့နော်အဲ့ဒီကျန်းစာအုပ်ကိုသူတားထားတယ်အဲ့ဒီမိခင်ကြီးပြောတဲ့အတိုင်းအဲ့ဒီဟယ်လန်ပြောတဲ့အတိုင်းသူတားပြီးတော့ဒီတင်မောသားလေးတွေ့ပါစေဆိုတော့အဲ့ဒီကအခမဲ့စာဆောင်ရေးထားတဲ့စိတ်မှာသူကသွားထားတာအဲ့ဒီလူကြီးကိုပြောတော့ pastor ကသွားထားတယ်အဲ့ဒါကတားထားတာပေါ့အိုးသူအရမ်းမှန်းတာအဲ့နဲ့သူဘာပြောလဲဆိုဒီလိုတင်းဦးဆရာနဲ့သူစကားပြောတဲ့အခါမှာပေါ့နော်သူဘာပြောကျွန်တော်ကပေါ့နော်တခင်ဖတ်တော်စီကိုရောက်ချင်တယ်ဒါပေမဲ့ဘယ်လိုသွားအောင်လဲမသိဘူးဒါလောက်စိုးပေးတီတောက်စားဖေးရက်ဖိုးဒါလောက်သုံးမ
ငယ်ရနာမည်ကြီးတော့အင်မတန်မှအမေစကားဆိုလဲနားမထောင်ဘူးနော်အမြင်နဲ့မကောင်းမှုတွေပြေဝတဲ့ခဲရာရဲ့နှလုံးသားဟာဘယ်လိုပြောလဲဆိုတော့ကျွန်တော်ကိုတဲ့သခင်ဖြစ်တော်စီကိုရောက်နိုင်တဲ့နီးလန်းလေးပြီးပါလားတဲ့ဒီလိုနီးလန်းပြီးဖို့ပါစတာကိုစီလို့လိုက်တာပဲဖြစ်နေဆိုတော့ကျွန်တော်ယုံနေတယ်သူကအဲ့လိုပါစတာပြောလိုက်တယ်နော်ကျွန်တော်ရဲ့နိုင်နေမှုကိုတဲ့ကုသဖြောက်ဖြစ်နိုင်တဲ့နီလန်လေးရှိရင်ပြပါလားခင်ဗျာတဲ့နော်သူတောင်းနေတယ်နော်ကျွန်တော်ကလူမမာပါတဲ့ဖခင်တရားမဲ့ဒုစရိုက်ကောင်ပါတဲ့ကျွန်တော်ကိုကူညီပါလားခင်ဗျာဆိုတော့ဒီပါစတာကိုသူပြောတယ်နော်အဲ့ဒါပါစတာသူ့ကိုတခင်တို့အကြောင်းနော်ဘုရားရဲ့ဂရုတော်ဘယ်လိုရှိဘုရားခင်ငါတို့ကိုဘယ်လိုမျိုးကေတင်နေအဲ့ဒီအကြောင်းကိုရှင်းပြတယ်တရားတွေပြောပြတရားဒေသနာတွေသူနားလည်အောင်ပြောပြနားအောင်ဆိုသူကနားလည်လာတယ်ယုံကြည်စွာလက်ခံလို့ပျော်ရွှင်မှုကိုသူ့နှလုံးသားထဲမှာခံစားရတယ်ဒီခဲရရဒီလိုနဲ့ပေါ့နော်နေ့တီပုံလာတဲ့အခါမှာသူចောင်းပြန်တက်တယ်တဲ့နော်ခဲရရចောင်းပြန်တက်ပြီးတော့တဲ့သူကဖျားသခင်ရဲ့အမှုတော်ကိုခန်းဆောင်ခဲ့တယ်အခုမှတော့တဲ့ခဲရလေးရလက်တင်မင်္ဂလာခံရပြီးတော့တဲ့ဓမ္မဆရာကြီးအနေနဲ့နော်နိုင်ငံခြားတွေမှာပေါ့နော်သာသနာမှုတော်ခန်းဆောင်နေတယ်ဆိုတာတွေ့ရတယ်နော်ကောင်းကင်ဘုံမှာရှိတယ်ကျမတို့အားလုံးရဲ့ပေါ့နော်အဖသမီးတော်ရဲ့စီမံချက်ဟာဘလောက်တောင်အံ့ဩဖို့ကောင်းတယ်လေတဲ့ကိုရောရဲ့နှုတ်ကပတ်တော်အကျိုးမဲ့မဖြစ်ပါဘူးတဲ့မိခင်တူရဲ့ဆုတောင်းချက်တကယ်ပဲပြည့်စုံခြင်းကိုရောက်သွားပါပြီဆိုတော့နော်ဒီအဆုံးသက်လေးနဲ့စာရေးဆရာကျမတို့အားပေးခဲ့တာတွေ့ရတယ်နော်ဒီအရာလေးကိုကြည့်တဲ့အခါမှာနော်သူ့ရဲ့သားကလေးဘလောက်ပဲဆုံးမမှဘလောက်ပဲဒီအများမိုးစရာဖြစ်တယ်လို့သူ့နှလုံးသားချစ်မြဲချစ်တယ်တေခါနည်းကြည့်အောင်တွေ့ခေါင်းနဲ့ဒီစာလေးကိုတွေးဖို့ရအတွက် pastors မှာလည်းသွားပြီးမြဲပြော pastor နားရီဝါတော့မင်းကြီးပြန်သားပြီးတဲ့အစအချစ်အောင်မိခင်ရဲ့ယုံကြည်ခြင်းဆုတောင်းခြင်းအမျှော်အမြင်ကြီးခြင်းအခုဆုတောင်းအခုရမဟုတ်ပဲနဲ့အခုကျမတို့အသက်တာဆိုလို့နော်အခုဆုတောင်းအခုရချင်တယ်ပေါ့နော်ဒီမိခင်ကမဟုတ်အမျှော်အမြင်ကြီးစောင့်စားသူတည်တာတော့မှနော်သူ့သားလေးမပြောင်းလဲဘူးတည်ပြီးမှနော်တည်ပြီးမှနေ့အကြာမှသူ့သားလေးကပြောင်းလဲသွားတာကိုတွေ့ရတယ်ကျမတို့ရဲ့အသက်တာဒီမိခင်ကြီးလိုပဲပေါ့နော်ရသည်ဖြစ်စေဘုရားကိုယုံကြည်ခြင်းမလျော့ပဲနဲ့အမြဲတမ်းဆုတောင်းလို့လိုတယ်ဆိုတော့ပေါ့နော်ကျမတို့ဝိညာဉ်ခွာရစရာကြီးမိခင်မြတ်တာ Market Bible ဆိုတဲ့စာအုပ်ကြီးရတယ်လို့ကျမတို့ကိုဝင်လာပြီးတော့တတိခံထားတာကိုတွေ့ရတယ်နော်ဒီလိုပဲစမ်းစာထဲမှာကပြောတဲ့ဟာမလေနော်သူအဲ့လိုမျိုးသူ့သားလေးရဖို့သူဆုတောင်းတဲ့အခါဖျားခင်ပြီးတော့သူမိမယ်ပေါ်မှာသူ့ရဲ့သားလေးကိုပြန်ဖျားအတွက်ပေါ့ဖျားမှုတော်အတွက်ပြန်ပြီးတော့ပြီးတဲ့အခါမှာတဲ့သူကကျေးဇူးတင်တယ်တဲ့ဖျားခင်ကိုကျေးဇူးတင်တော့ဒီဘုံတော်ချီးမွမ်းတဲ့အကြောင်းအရာမျိုးကိုရေးထားတယ်နော်ဓမ္မတွေ့ရလဲဆိုဓမ္မရာဆိုပထမစာအခန်းကြီး2ငယ်1မှ30ကျေးဇူးတော်ချီးမွမ်းတာတစ်ခုပြီးတစ်ခုချီးမွမ်းတော့ကျွန်တော်ဖတ်ပြချင်ပါတယ်အကယ်လို့ကိုအရှိမှရှိလဲစမ်းစာရှိလဲလမ်းပြီးတော့ဖတ်လို့ရအောင်နော်တပန်ဟာနာဒီပထနာစကားကိုမတ်ဆိုဒီကငါစိတ်နှလုံးကြီးခြာရဖြောင်းအမိပြု၍ရွှင်လန်းလျက်ခြာရဖြားကြောင့်ငါဦးချုံမြင့်လျက်ရှိပြီးကေတင်ချင်းကျေးဇူးတော်ကြောင့်ဝမ်းမြောက်၍ရန်သူတို့အားဝါကြွားသောစကားကိုပြောရ၏ခြာရဖြားတန့်ရှင်တော်မူတကယ်သို့အဘယ်သူများမတန့်ရှင်ကိုရောမတပါအခြားသောဖျားမရှိငါတို့ဖျားခင်ကဲ့သို့သောဖိုလုံစရာမရှိကိုမချီးမြှောက်ကြနဲ့ဝါကြွားစော်ကားသောစကားကိုပြောကြနဲ့အတ္တမစကားကိုနှုတ်ထဲကမထွက်စေကြနဲ့အကြောင်းမူကားခြာရဖျားသည်တပ်ပင်ညွတ်တဖျားဖြစ်တော်မူ၏အမှုရာတို့ကိုညှိညွတ်တော်မူ၏သူရဲတို့ကင်သောလေးများကျိုးလျက်လဲတက်သောသူတို့သည်ခွန်အားနှင့်ပြည့်စုံလျက်ရှိကြ၏ဝါစွာစားသောသူတို့သည်စားစရာကိုရခြင်းကသူငါလုံးရကြသည်ငတ်ပုတ်သောသူတို့မူကားတဖန်ဝါကြသည်မြုံသောသူသည်ခုနှစ်ချိန်တိုင်အောင်ဖွားမြင်ပြီးသားများသောသူကတဖန်အာရုံပြီးထာဝရဘုရားသည်တည်စေသောအခွင့်အသက်ရှင်စေသောအခွင့်မရဏနိုင်ငံသို့နှိမ့်ချသောအခွင့်ထားမြောက်စေသောအခွင့်ရှိတော်မူ၏စင်ရဲစီခြင်းက၎င်းရတတ်စီခြင်းက၎င်းထာဝရဘုရားပြု၍နှိမ့်ချသောအခွင့်ချီးမြှောက်သောအခွင့်ရှိတော်မူ၏စင်ရဲသောသူကိုမြေမှုတ်ထဲက၎င်းငတ်မွတ်သောသူကိုနောက်ချေးပုံထဲက၎င်းချီးမြှောက်၍
မင်းသားတို့နေထိုင်ရသောအခွင့်ဖုံးကြီးသောပလင်အမွေခံရသောအခွင့်ကိုပေးတော်မူ၏အကြောင်းမူကားမြေကြီးတိုင်တို့ကိုထာဝရဘုရားပိုင်၍ထိုတိုင်တို့အပေါ်မှာလောကဓာတ်ကိုတည်တော်မူ၏မိမိတန့်ရှင်သူတို့ခြေကိုစောင့်မတော်မူလိမ့်မည်မတရားသောသူတို့သည်မှောင်မိုက်၌တိတ်ဆိတ်စွာနေရကြလိမ့်မည်ကိုအစွမ်းတတိအားဖြင့်အဘယ်သူမျှမနိုင်လားထာဝရဘုရားသည်ရန်သူတို့ကိုချုပ်ဖဲ့တော်မူမည်သူတို့အပေါ်၌မိုးကောင်းငင်မှာမိုးချုံစေတော်မူမည်ထာဝရဘုရားသည်မြေကြီးစွန်းတိုင်အောင်တရားစီရင်သဖြင့်ခန့်ထားတော်မူသောရှင်ဘုရင်ကိုခွန်အားနှင့်ပြည့်စုံစေ၍အထံတော်၌ဗိသိက်ခံသောသူကိုချီးမြှောက်တော်မူမည်ဟုဝတ်ဆို၏ဒီဟာနာဟာဆိုရင်သူစုတောင်းတဲ့အခါဖျားခင်ပေးတော်ရရှိတဲ့အခါမှာအင်မတန်မှပျော်ရွှင်ပြီးတော့သူကျေးဇူးတော်ချီးမွမ်းခဲ့အောင်တွေ့ရတော့ဒီအမျိုးသမီးဟန်နန်ကလည်းပေါ့နော်သူ့သားလေးဓမ္မဆရာပေါ့နော်ဓမ္မဆရာဖြစ်တာကိုသူသိရှိခဲ့မယ်တွေ့ခဲ့မယ်ဆိုဒီဟာနာလိုပဲသူချီးမွမ်းမှာပဲဆိုတော့ကျွန်တော်တို့တွေ့ရတယ်တွေ့မြင်နိုင်တယ်ပေါ့နော်မှန်းဆိုင်သိနိုင်တယ်ပေါ့နော်သူကျေးဇူးတော်ချီးမွမ်းမှာအမျိုးချစ်တဲ့ညာလေးဆိုတော့စာရေးဆရာအင်မတန်နှုတ်ရတဲ့စကားလေးနဲ့နော်သူ့သားလေးကိုချစ်လို့သူစုတောင်းပြီးတော့ဒီဓမ္မဆရာရဲ့ဖြစ်စီခြင်းတဲ့အရာလေးကိုတောင်းဆိုတဲ့အတိုင်းဘုရားသခင်ကသူတည်ပြီးနှစ်ပေါင်းများစွာပြည့်စုံစေခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒီ Market Bible ဆိုတဲ့စာအုပ်ကလေးဆိုလို့ရှိရင်ပေါ့နော်အများကြီးရေးထားတယ်ဥပုံတွေအကြောင်းတွေရေးထားတယ်ပြီးတော့လည်းပေါ့နော်တယောက်နဲ့တယောက်စကားတွေပြောတဲ့ဟာတွေဥပုံတွေနဲ့ပတ်သက်တဲ့အကြောင်းအများကြီးထားတော့ဒီအရာလေးကိုကျွန်မခြံထားခဲ့ပြီးအချင်းချုပ်လေးနဲ့ဒီနည်းနည်းပေါ့နော်ဒီစာအုပ်ကလေးရဲ့နည်းနည်းအဓိကဒီဟာလေးကိုနော်ကျွန်မပြန်ပြီးတော့ဝင်လာရချင်းဖြစ်ပါတယ်ဒီလိုတည်င်းစကားဝင်လာရတဲ့အခွင့်ကိုဖျားခင်ပြဿနာကိုထောက်ထားဖို့ကျွန်မအထူးပဲထပ်မံပြီးတော့ကျေးဇူးတင်ပါတယ်ကျောင်းသားသွားရတော့ကျွန်မချီရတဲ့အတင်းတင်းသားတွေလူငယ်တွေဆရာသမားတွေမိသားစုအားလုံးကိုလည်းကျွန်မကျေးဇူးတင်ပါတယ်ဖျားခင်ရောက်စတိုင်းပေါ်ကောင်းချီးမင်္ဂလာများတိုးလောင်ချပေးပါစေကျွန်မတို့ပေါ့နော်အခုဆုတောင်းဖို့အချိန်ကြာရောက်ပြီဖြစ်တဲ့အတွက်အထူးဆုတောင်းလို့နဲ့အရာများရှိလို့ရှိရင်တင်ပြနိုင်ပါတယ်ရှိဘူးဆိုပေါ့နော်ကျွန်မအများနဲ့တောင်းတဲ့အတိုင်းပေါ့နော်ကျွန်မတို့အတင်းတော်မှာရှိတဲ့အသက်ကြီးကိုဖိုးဖွားတွေပြီးတော့လူငယ်တွေပြီးတော့ရပ်ဝေးမှာအလုံးလုံးနေတဲ့လူငယ်တွေပြီးတော့ပေါ့နော်နေမကောင်းတဲ့ဆရာကြီးဖုန်းနိုင်အပြင်အခုဆိုရင်နေမကောင်းတဲ့လူတိုးပေါ့နော်လူတိုးကဘယ်လိုနေမကောင်းလဲဆိုတော့တနည်းတော့သူကပကံစီတော့ပြေးစီပုံအတန်ကြားတယ်ပကံအဲ့လိုကြားတယ်အတန်ကြားကျမရောင်းမှာဟဲ့သူထားမှာဘေးစင်မှာအတန်ကြားပေါ့နော်ဘုအတန်ကြားဘယ်ဟုတ်လဲသူကလက်ကပြုတ်ကြအဲ့ဒီပကံပြုတ်ကြပေါ့နော်ပြီးတော့သူ့လက်ချင်တယ်ပေါ့နော်အဲ့ဒါကိုကျမညီမကိုပြောတယ်ကျမညီမစီတန်းပြရတာပေါ့နော်လေဖက်ချင်တယ်လေခန်းချင်တယ်လေဖြစ်ချင်တယ်ဘယ်လိုဖြစ်လဲဆိုင်းပေါ့နော်သူ့ကိုဖျားရင်တိတ်ချစ်တယ်ပေါ့နော်သူ့ကိုပြတချို့ကျတော့ဖြတ်ကိုဖြတ်သွားလိုက်ပေါ့နော်သူကအဲ့လိုမထက်သေးခင်လေးပေါ့နော်အဲ့လိုပြအဲ့လိုတွေးနေရတာပေါ့နော်ဆိုင်းပေါ့နော်သူ့ရဲ့အာယုံကြောတွေပါအဲ့လိုနဲ့သွားတဲ့အခါမှာဆေးကဒီသွေးကြောမပိတ်အောင်ပေါ့နော်ဆေးထိုးရမယ်ပေါ့နော်ဆေးကအလုံး20ထိုးရမယ်တရက်ချားထိုးလဲရတယ်နေ့တိုင်းထိုးလဲရတယ်ဆိုတော့ဆေးတော်ကပြောလိုက်တယ်နော်အခုဆိုရင်ဒီနေ့ထိုးတာဆိုရင်3လုံးရှိပြီသူကလက်ကျင်တာတော့ရှိတယ်ခေါင်းအုံတာတော့ဒီနေ့တက်တာလို့နော်အဲ့ဒီကျမသူကဂျာတာဘေးနေ့မှာလူကြီးစုတောင်စီနေ့မှာသူကတရားဟောရတယ်ဘို့ခေါင်းနိုင်လားမခေါ်နိုင်သူများကိုပေးပေါ့နော်ကြုံပေးပေါ့နော်သူများလည်းဖက်ရအောင်သူကကြုံဖက်စရာမလိုပါဘူးလေခဏလေးဖက်တာလည်းရပါတယ်သူကတော့အဲ့နဲ့သူကတော့မပေးသေးဘူးကြီးလုံးတော့အတန်ကျင်းနဲ့ပြောတယ်အောက်နဲ့လို့ဖြစ်သွားမယ်ဆိုကျမကပြောလိုက်တော့ဒါပေမဲ့လည်းကျမတို့နားမလည်ပေါ့နော်ဒီအရာတွေအားလုံးကအဲ့ဒါကြောင့်သူ့ရဲ့ဒီဝေဒနာပေါ့နော်ဒီခေါင်းအုံနဲ့လက်ချင်ရဲ့ဝေဒနာဒီအရာလေးကိုသက်သာဖို့ခန္ဓာရှိတဲ့ကိုအားရရှိဖို့ပေါ့နော်ပြီးတော့သူလည်းသတင်းစကားကိုဝင်ငါဖို့စိတ်ဆန္ဒအញ្ញပြင်းပြတယ်ပေါ့နော်သူဝင်ငါမယ်ဆိုလဲဝင်ငါနိုင်တဲ့ခွင့်ရရှိဖို့ရတယ်ပေါ့နော်သူ့ကိုတတိယပြုစုတောင်းပေးစစ်ချင်ပါတယ်နောက်ပြီးတော့ရှိသေးလားမသိဘူးเนาะနောက်တော့ကျမတို့အခုဆိုရင်ပေါ့နော်နှစ်ဆုံးမယ်ဆိုတော့9နှစ်တစ်ခါ9နှစ်တစ်ခါ
တင်းတော်ဝင်ချမ်းကိုရွေးတဲ့အခါမှာပေါ့နော်ရွေးတဲ့အခါမှာလည်းဖျားခင်ပါရှိဖို့ရပေါ့နော်ဒါလည်းဒီတိယဒီဇင်ဘာလောက်မှာစီဝေးရှိကြတယ်လို့ကြားတယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျမတို့ဆုတောင်းမယ်ပေါ့နော်နောက်မိမိမှာရှိတဲ့အခက်ခဲတွေကိုလည်းကျမတို့ဆုတောင်းမယ်ပေါ့နော်မိမိနေရာမှာထူထောက်ပြီးတော့လူတွေဆုတောင်းကြပါစေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့အစီအစဉ်ကိုရုပ်သိမ်းရမယ့်ဖြစ်တဲ့အတွက်တခြင်းနာမည်မြန်မာလို230 SD ဟူနယ်မှာ512 Church ဟူနယ်မှာ590 Church ဟူနယ်မှာ590 SD ဟူနယ်မှာ512မြန်မာလို230တခြင်းပြီးဆိုပြီးလို့ရှိရင်ဆရာ Address တွေဆုတောင်းပေးပါ
ကောင်းကင်ဘုံမှာရှိတော်မူသောဖခင်ဒီနေ့ညနေဝိပုကိုဝတ်ခြင်းစဉ်စားတဲ့ဆုံးဒီဆိုတဲ့ဒီတော့ဒီပြပါတယ်။ဒါနာတော်နှုတ်ပတ်သက်တဲ့အတွက်လည်းအရှင်ကျေးဇူးတင်ပါတယ်။ဒီနေ့ရောက်စီတိုင်းကိုရှင်တော်မူတဲ့ဆရာတော်ကိုရှင်ကောင်းကြီးနာတလုံးပြေနာတော်မှာဝိပုကိုဝတ်ခြင်းဒီနေ့တော့ကျွန်တော်မိမိနေရာကိုပြန်တဲ့အခါမှာတော့ညအလုံးအိတ်ဆက်တဲ့အခါမှာတော့ဆရာရှင်ဒီပါရှိပြေနာတော်မှာနဲ့ပြန်ပြေတဲ့အခါမှာလည်းကျမ်းမာစွာတဲ့ဒုထကဲဘုရားရှင်ဂုဏ်တော်ကိုဒီမှာယူပြနိုင်ရတဲ့အခွင့်အရေးကိုရှင်ပြေနာတော်မှာဆုတောင်းတဲ့အခါမှာမိမိကံဉာဏ်ဥပ္ပယကိုအားကိုးခြင်းနဲ့သာသာသခင်ကျွတ်တော်၏နာမ၌တောင်း